လုံးပဲမင်္ဂလာပါ Festive Vlog ကနေကြိုဆိုပါရစေ။ဒီနေ့အိမ်မှာဘာဟင်းချရလဲဆိုတာကိုကြည့်ပြကြပါအောင်နော်။ချင်းချင်းငပိချက်လေးအနံကမှုေးနေရပဲ။ဒါလေးကမြစ်ပေါ့နော်။ခရမ်းချင်းငပိချက်နဲ့တူစားမှာပါ။ငါတို့ချင်းဟင်းကလည်းချင်းစလေးဆိုတော့ဒီနေ့သမီးအများကြီးစားမိမှာ။ဒါလေးကတော့ကိုအကြိုက်ဘဲဥဟက်ဖရိုက်ကြောအနားလေးကိုတော့ကျွတ်ကျွတ်ကလေးကြောထားပါတယ်။ခရမ်းချင်းငပိချက်ကဆက်ဆက်လေးဆိုတော့သမီးစားလို့ကောင်းလိုက်တာခန်းကြီးငပိချက်နဲ့ငါတို့ချင်မချင်းဆိုတော့ညနေနဲ့တူတော့အရင်စားလို့ကောင်းတယ် ဒီနေ့ကိုကြိုက်ဟင်းနေမှုလားမသိဘူးသမီးစားလို့ကအရင်ကောင်းတယ်နောက်တစ်ပကံအောင်ထည့်ယူပါဒီနေ့ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like and follow နဲ့ share လေးလုပ်ပေးခဲ့ကြပါဦးเนาะနောက်ဗီဒီယိုဒီမှာဘာရေးစပြမလဲဆိုတာကိုစောင့်မျှော်ပေးကြပါဦးနောက်ဗီဒီယိုဒီမှာဆုံရမယ်เนาะ